ဒီဗီဒီယိုထဲမှာချင်းပြပေးသွားမှာကတော့ဒီ biology မှာပါတဲ့ cell division အကြောင်းပေါ့နော်ဆို cell division ကိုဆိုလို့ရှိရင် part 1နဲ့ part 2နဲ့ဆိုပြီးတော့နှစ်ခုခွဲထားပါတယ် part 1မှာဆိုလို့ရှိရင်ကကြတော့ဒီ cell division နဲ့ပတ်သက်တဲ့ introduction အပိုင်းကိုသွားပြီးတော့ part 2မှာဆိုလို့ရှိရင်ကကြတော့ cell division ဘယ်လိုမျိုးဖြစ်လဲဆိုတဲ့အသေးစိတ်ကိုရှင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီပထမဆုံးအနေနဲ့ပေါ့နော် cell division ကဘာလဲဆိုလို့ရှိရင်ကကြတော့သူက cell တစ်လုံးကနေပြီးတော့မှနောက်ထပ် cell နှစ်လုံးသို့မဟုတ်၄လုံးကွဲထွက်သွားတာဆိုလို့ရှိရင် cell division လို့ခေါ်တယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဘာလို့နှလုံးသို့မဟုတ်၄လုံးလို့ပြောတာလဲဆိုတာကကြတော့ဒီ now slide မှာဆိုလို့ရှိရင်ပြန်ပြီးတော့အသေးစိတ်ပြောပြပေးမယ်ပေါ့နော်ဆိုတော့အရင်ဆုံးဒီ cell division နဲ့ပတ်သက်ပြီးတော့မပြောခင်မှာ cells တွေရဲ့ structure နဲ့ပတ်သက်ပြီးတော့နည်းနည်းအကျဉ်းပြန်ပြောပြပေးမယ်ပေါ့နော်ဆိုတော့ cells တွေမှာဆိုလို့ရှိရင်ကဒီပါလဲဆိုတော့ဒီအရင်ဆုံးအနေနဲ့ဒီ barrier တစ်ခုအနေနဲ့ရှိနေတဲ့ cell membrane ပါတယ်အဲ့ဒီအထဲမှာဆိုလို့ရှိရင် cytoplasm ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် ribosome ပါမယ် mitochondria ပါမယ်နောက်ပြီးလို့ရှိရင်ဒီ cell division အပိုင်းမှာအရေးကြီးဆုံး structure ကကျတော့ဒီအတွင်းဘက်ထဲမှာရှိနေတဲ့ nucleus ပေါ့နော်ဆိုတော့ဒီအပြင် structure ရကြတော့နောက်ပိုင်းဗီဒီယိုတွေမှာဆိုလို့ရှိရင်အသေးစိတ်ပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်မသိတာတွေလည်းရတယ်ပေါ့နော်ဆိုတော့ဒီ nucleus မှာဆိုလို့ရှိရင်ကchromosome တွေပါတယ် chromosome ကပါလဲဆိုလို့ချင်းကကြောင့် DNA နဲ့လောက်ထားတယ် DNA ကဆိုလို့ချင်းကဒီအားလုံးလည်းသိကြတဲ့အတိုင်းပဲလူတစ်ယောက်ရဲ့ genetic information ကို store လုပ်ပေးတဲ့ structure တစ်ခုဖြစ်တယ်ဆိုတော့ nucleus မှာဆိုလို့ချင်း chromosome တွေပါတယ်ဆိုတဲ့အထဲမှာဒီခန္ဓာကိုယ်မှာဆိုလို့ရှိရင် cell က2မျိုးရှိတယ်ပထမတစ်ခုကကြတော့ somatic cell ရဲ့နောက်ပြီးတော့ sex cell ရဲ့ဆိုပြီးတော့မှ2မျိုးရှိတယ်ဆိုတော့ somatic cell တွေကကြတော့ဘယ်နေရာမှာရှိလဲဆိုရင်ခန္ဓာကိုယ်အနှံ့အပြားမှာရှိရဲ skin မှာလည်းရှိရဲပြီးလို့ရှိရင်ခန္ဓာကိုယ်မှာရှိရဲ organ တွေမှာလည်းရှိရဲ sex cell ကကြောင့်တော့ဘယ်နေရာမှာပဲရှိလဲဆိုလို့ရှိရင်ဒီ reproduction အတွက်ပဲသူကရှိတယ်ဆိုကြံတဲ့နေရာမှာဆိုလို့ရှိရင် sex cell ကမရှိဘူးဒီပုံမှန်ကိုယ့်ရဲ့ခန္ဓာကိုယ် organ တွေကိုဖွဲ့စည်းထားတဲ့ cells တွေအကုန်လုံးကကြောင့် somatic cells တွေဖြစ်တယ် somatic cells တွေမှာဆိုလို့ရှိရင်ကကြောင့် chromosome 40နဲ့မှ6ခုပါပြီးတော့ sex cell မှာဆိုလို့ရှိရင်ကကြတော့ chromosome က20နဲ့မှ3ခုပဲပါတယ်ဆိုတော့ဘာလို့ sex cell မှာဆိုရင်23ခုပါလဲဆိုတာကိုအကျဉ်းဖြင့်ပြပြရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ sex cell ကကြတော့သူကလူတွေမှာဆိုလို့ရှိရင်လည်းသူက reproduction အတွက်ကိုရှိနေတာဆိုတော့ reproduction အကြောင်းဘယ်လိုမျိုးဖြစ်လဲဆိုရင်ဒီအဖေကြီးကလာတဲ့ sex cell ရဲ့အမေကြီးကလာတဲ့ sex cell ရဲ့နှစ်ခုပေါင်းပြီးတော့မှ fertilization ဖြစ်ပြီးတော့မှဒီ zygote ဆိုတဲ့ cell လေးတွေသေးလေးဖြစ်လာအဲ့ cell သေးလေးကနေပြီးတော့မှဒီကလေးတစ်ယောက်အနေနဲ့ပြန်ပြီးတော့မျိုး cell division ပြန်ဖြစ်ပြီးတော့မှကလေးတစ်ယောက်ဖြစ်လာတာဆိုတော့ဒီ sex cell နှစ်ခုမှာဆိုလို့ချင်းဒါအဖေကြီးရဲ့ sex cell တစ်ခုရဲ့အမေကြီးရဲ့ sex cell တစ်ခုရဲ့မှာဆိုလို့ချင်းတစ်ခုချင်းစီမှာ20နဲ့မှ3ခုပါတဲ့အတွက်ကြောင့်မလို့နှစ်ခုကိုပြန်ပြီးတော့ပေါင်းလိုက်တယ်ဆိုလို့ချင်း46ခုပြန်ဖြစ်သွားတယ်အဲ့အနေနဲ့မှာတော့ somatic cell တစ်ခုလေးနဲ့ပြန်ပြီးတော့ပြောင်းသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ sex cell မှာဆိုလို့ချင်း chromosome က20နဲ့မှ3ခုပဲပါလို့ရတယ်ပေါ့နော်ဆိုတော့ဒီဟာကကြတော့ဒီ cell ရဲ့ nucleus ရဲ့နဲ့ပတ်သက်ပြီးတော့အကျဉ်းဖြင့်ပြပြပေးရပါဆိုတော့ cell division မှာဆိုရင်ပုံစံဘယ်နှမျိုးရှိလဲဆိုတော့2မျိုးရှိရယ်ပထမတစ်ခုကကြတော့ mitosis ဒုတိယတစ်ခုကကြတော့ meiosis ဆိုတော့ mitosis ရဲ့ meiosis ရဲ့ဘယ်လိုမျိုးကွာလဲဆိုလို့ရှိရင်အရင်ဆုံးအနေနဲ့ mitosis ကကြတော့ genetically identical ဖြစ်တဲ့ cells တွေကိုထုတ်ပြီးတယ် meiosis ကကြတော့ genetically different ဖြစ်တဲ့ cells တွေကိုထုတ်ပြီးတယ်ဆိုတော့ဒီနှစ်ခုကဘယ်လိုမျိုးကွာလဲဆိုတော့ဒီပုံထဲမှာပြန်ပြီးရှင်းပြပေးမှာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီတစ်ခုက mitosis နဲ့ပတ်သက်ပြီးတော့ဒီထားတဲ့ပုံပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်အရင်ဆုံး mother cell ရှိရဲဆိုတော့အဲ့ဒီ cell ကနေပြီးတော့မှဒီ cell နှလုံးပြန်ပြီးတော့ကွဲထွက်သွားမှာဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ mother cell ရဲ့ဒီက daughter cell နှလုံးရည်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပါတဲ့ chromosome number ကလည်းတူပဲဒီမှာလည်း2ခုပါတယ်ဒီမှာလည်း2ခုပါတယ်ပြီးလို့ရှိရင်သူတို့2ခုရဲ့ဒီဟာတော့အကျဉ်းပြပြောထားပါဘောနော်ဆိုအမှန်ဆိုလို့ရှိရင်ကတော့46ခုပါ chromosome က46ခုပါမှာဆိုမှဒီမှာကျတော့မြင်သာထင်သာအောင်2ခုပဲပြထားတယ်ဆိုတော့ဒီမှာဆိုရင်ကဒီ2ခုကဒီမှာအနီရဲ့အစိမ်းရဲ့ဒီမှာလည်းအနီရဲ့အစိမ်းရဲ့ပဲဆိုပြောချင်တာကဒီ chromosome ပါတဲ့ number ကလည်းတူပဲနောက်ပြီးတော့အဲ့ဒီ chromosome တွေမှာရှိနေတဲ့ genes တွေကလည်းတူပဲဒါမှဒီဘက်က meiosis မှာဆိုရင်ကကြတော့သူကဒီ
ဒီ mother cell မှာဆိုရင် chromosome ကဒီမှာ2ခုရှိပင်မဲ့လို့နောက်ဆုံးထွက်လာတဲ့ daughter cells 4ခုမှာဆိုလို့ရှိရင်ကတော့ chromosome ကတစ်ခုချင်းစီပဲပါတော့တယ်အဲ့လိုမျိုးတစ်ခုချင်းစီပဲပါတော့တဲ့အပြင်ကိုသူတို့ရဲ့ color ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီမှာပန်းရောင်ရဲ့အပြာပဲမလို့ဒီမှာကျတော့သူ့ရဲ့ color combination ကမတူတော့ဘူးဆိုတာကဘာလို့လဲဆိုတော့ဒီ cell တစ်လုံးချင်းစီမှာပါတဲ့ genetic information ကလည်းမတူတော့တဲ့အတွက်ကြောင့်မလို့ဆိုတော့ meiosis ကဆိုရင်ဘာလို့သူက genetically different ဖြစ်တဲ့ cell တွေကိုထုတ်ပြီးလဲဆိုတော့ဒီ mother cell နဲ့ထွက်လာတဲ့ daughter cell တွေမျိုးကိုကြည့်လိုက်မယ်ဆိုရင်ပါတဲ့ chromosome number ကတဝက်ဖြစ်သွားတယ်ဒီမှာဆိုရင်နှစ်ခုကနေတစ်ခုဖြစ်သွားတယ်တဝက်ဖြစ်သွားတဲ့အပြင်ကိုပါလာတဲ့ဒီ genes တွေပေါ့နော်ဒီမှာဆိုလို့ရှိရင် daughter cells တွေအချင်းချင်းမှာလည်းပါလာတဲ့ genes တွေကမတူတော့ဘူးပြီးလို့ရှိရင်ဒီ mother cells နဲ့ပြန်ပြီးတော့တွားရှင်လိုက်မယ်ဆိုလို့ရှိရင်လည်းပါတဲ့ cells တွေကပါတဲ့ cell မဟုတ်ပါတဲ့ genes တွေကမတူတော့ဘူးဒါပေမဲ့ mitosis မှာဆိုရင်ကကြတော့ chromosome number တူတဲ့အပြင်ကိုပါလာတဲ့ genes တွေကလည်းတူပဲဆိုတော့အားကြောင့်မလို့ mitosis ကဆိုရင်ကဒီထွက်လာတဲ့ cell နှလုံးကလည်း genetically identical ဖြစ်တဲ့အပြင်ကို mother cell နဲ့တွားပြီးတော့ရှင်လိုက်မယ်ဆိုလို့ချင်းလည်း genetically identical ဖြစ်တယ်ဒါပေမဲ့ meiosis ကကြတော့ထွက်လာတဲ့ cells တွေအချင်းချင်းကလည်း genetically different ဖြစ်တဲ့အပြင်ကို mother cell နဲ့တွားပြီးတော့ရှင်လိုက်မယ်ဆိုလို့ချင်းလည်း genetically different ဖြစ်တယ်ဆိုတော့နောက်တစ်ခုကကြတော့ mitosis မှာဆိုရင်က daughter cells နှလုံးထုတ်ပြီးရယ်meiosis မှာဆိုရင်ကကြတော့ daughter cell 4လုံးထုတ်ပြီးရယ်ဆိုတော့ဒီမှာလည်းတွေ့ရတယ်ပေါ့နော် mitosis ကနှလုံး meiosis ကကြတော့ daughter cell 4လုံးထုတ်ပြီးရယ်ပြီးရင်ကဒီ mitosis မှာဆိုရင်ကထွက်လာတဲ့ daughter cell တွေက46 chromosome ရှိရင်ဒါလူတယောက်ရဲ့ cell အနေနဲ့ပြောရပါတော့လူတွေမှာဆိုလို့ရှိရင်ကလူတွေမှာရှိတဲ့ cell တွေက46 chromosome 46ခုပါတယ်ဒါပေမဲ့ animal တစ်ခုနဲ့တစ်ခုမှာတော့ဒီပါတဲ့ chromosome အရေးအတွက်ကတော့မတူလူတွေမှာじゃ46ခုပါတယ် meiosis မှာကကြတော့ဒီလူတွေရဲ့ cell အနေနဲ့ပြန်ပြီးကြည့်မယ်ဆိုရင်ကကြတော့ chromosome က20နဲ့3ခုပဲပါတယ်ဆိုတော့ meiosis မှာထွက်လာတဲ့ daughter cells တွေကဒီ mother cell မှာပါတဲ့ chromosome number ရဲ့တဝက်ပဲရှိရယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ mother cell မှာဆိုchromosome 2ခုပါတယ်ဒါပေမဲ့ daughter cell မှာကြတော့တစ်ခုပဲပါတော့ဆိုတော့တဝက်ဖြစ်သွားတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီအရှိမပြောခဲ့ရတဲ့ပြန်ပြီးဆက်ကြည့်မယ်ဆိုရင် mitosis ကကြတော့သူကဒီ body cells တွေ somatic cells တွေကိုထုတ်ပြီးတော့မှ meiosis ကကြတော့ဒီ chromosome 20နဲ့3ခုပဲပါတဲ့ sex cells တွေကိုထုတ်ပြီးတယ်နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ mitosis နဲ့ meiosis ရဲ့ကိုဒီ reproduction နဲ့ပတ်သက်လာတဲ့အခါမှာဆိုရင်ဘယ်လိုမျိုးသုံးလဲဆိုကြတော့ mitosis ကကြတော့ asexual reproduction မှာသုံးပြီးတော့မှ meiosis ကကြတော့ sexual reproduction မှာသုံးတယ်ဆိုတော့ဘာလို့လဲဆိုတော့ဒီစောစောကပြောခဲ့ပေါ့နော် sex cells တွေဆိုလို့ရှိရင်ကအဲ့အဖေစီကလာတဲ့ sex cell ရဲ့အမေစီကလာတဲ့ sex cell ရဲ့နှစ်ခုပေါင်းပြီးတော့မှဒီ zygote ဖြစ်လာတဲ့အဲ့ zygote ကနေမှတဖြည်းဖြည်းနဲ့လိုမျိုး cells တွေပွားပြီးတော့မှဒီကလေးဖြစ်လာတာဆိုကြတော့ဒီ meiosis မှာဆိုရင် sexual reproduction ကိုသူကလုပ်ပြီးရယ် mitosis ကကြတော့ဒီထွက်လာတဲ့ cells တွေပေါ့နော် mitosis ကနေပြီးမှထွက်လာတဲ့ cells တွေအကုန်လုံးက genetically identical ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာဆိုရင်က variation ကမရှိဘူးဆိုတော့လူတွေအနေနဲ့ကြည့်မယ်ဆိုရင်ပေါ့နော်လူတွေဆိုလို့ရှိရင်ကတယောက်နဲ့တယောက်ကဒီ features တွေလည်းမတူမျက်နှာလည်းမတူနောက်ပြီးလို့ရှိရင်တချို့လူတွေဆိုလို့ရှိရင်မွေးရကယောဂပါရှိရတချို့ကြလည်းမရှိဘူးဆိုတော့လူတွေတယောက်နဲ့တယောက်က 100% တူနေဆိုတော့လုံးဝမရှိဘူးအမေရဲ့ကလေးရဲ့လည်းလုံးဝမတူဘူးအဲ့ဒါဘာလို့လဲဆိုတော့လူတွေကကြောက် sexual reproduction နဲ့တွားဖြစ်တဲ့အတွက်ကြောင့်မလို့ sexual reproduction မှာက cell တွေတစ်လုံးနဲ့တစ်လုံးက cell တွေတစ်လုံးနဲ့တစ်လုံးဆိုတော့ဒီ sex cell တွေတစ်ခုနဲ့တစ်ခုကပါတဲ့ genetic information ကမတူတဲ့အတွက်ကြောင့်မလို့ meiosis မှာဆိုရင်က meiosis နဲ့ cell division ဖြစ်တယ်ဆိုရင်ကကျတော့သူက variation ရှိရဲဒါပေမဲ့ mitosis နဲ့ cell division ဖြစ်တယ်ဆိုရင်ကကျတော့ထွက်လာတဲ့ cells တွေအကုန်လုံးက genetically identical ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့မှာဆို variation မရှိဘူး variation မရှိတဲ့အတွက်ကြောင့်မလို့ဒီ asexual reproduction မှာဆိုလို့ရှိရင်လည်း variation မရှိဘူးဘာလို့လဲဆိုတော့ asexual reproduction ကကျတော့ mitosis ကနေပြီးမှဖြစ်တာမို့လို့ပေါ့နော်ဆိုတော့ဒီဟာကတော့နောက်တစ်ခုအနေနဲ့ကဒီဘာလို့ cell division ကိုလိုအပ်တာလဲပေါ့နော် animals တွေနောက်ပြီးလို့ရှိရင်တခြားသက်ရှိအားလုံးဘာလို့ cell division ကိုလိုအပ်တာလဲဆိုရင်ကအရင်ဆုံး mitosis ကိုဘာလို့လိုအပ်လဲဆိုလို့ရှိရင်ကကျတော့လူတွေဆိုလို့ရှိရင်လေလူကြီးကအသက်ကြီးလာတဲ့အမျှဒီ
ခန္ဓာကိုယ် size ကလည်းကြီးလာတယ်ဘာလို့ခန္ဓာကိုယ် size ကကြီးလာလဲဆိုလို့ချင်းကကြတော့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ cell အရေအတွက်ကများလာလို့အဲကြတော့ cell အရေအတွက်များလာဖို့ဆိုရင်က cell တွေကပွားဖို့လိုတယ် cell တွေပွားတော့မှပဲ cell အရေအတွက်ကများလာနိုင်မှာဆိုတော့ဒီ mitosis ကိုဆိုရင်ကအဲ့သူကဒီ growth ဖြစ်ဖို့အတွက်ခန္ဓာကိုယ်ကြီးထွားဖို့အတွက် cell division ဖြစ်တဲ့အခါမှာ cell တွေပွားတဲ့အခါမှာဆိုလို့ရှိရင်သုံးတယ်ဆိုတော့ဒီမှာဆိုရင်ကြီးထွားဖို့အတွက်ကိုဘာလို့ meiosis ကိုမသုံးဘဲနဲ့ mitosis ကိုသုံးလဲဆိုတော့ cell တွေတစ်ခုနဲ့တစ်ခုမှာက function တွေမတူဘူးဆိုတော့ဥပမာဆိုလို့ရှိရင် red blood cell ပေါ့နော်သွေးနီဦးဆိုလို့ရှိရင်သူ့ရဲ့ function က oxygen ကိုတည်ပေးဖို့အတွက်သူကလို့ oxygen ကိုတည်ပေးနိုင်ဖို့အတွက်သူ့မှာဆိုလို့ရှိရင်သူ့ရဲ့ adaptation တွေရှိတယ်ဥပမာဆိုလို့ရှိရင် red blood cell ဒီမှာဆိုရင် nucleus မပါဘူး nucleus မပါတဲ့အတွက်ကြောင့်မလို့ဒီ oxygen ကိုတည်ပေးနိုင်တဲ့ space ကသူ့မှာဆိုပိုများတယ်အဲ့ညီလိုပဲပေါ့နော် white blood cells တွေကကြတော့သူကဒီ immune system မှာပါတဲ့အတွက်ကြောင့်မလို့သူကကြတော့ဒီ pathogens တွေ bacteria တွေ virus တွေကိုတိုက်ခိုက်ပေးရမှာကသူ့ရဲ့ဒီ function ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသူ့ရဲ့ function ကိုသူဖြည့်ဆည်းနိုင်မှုအတွက်လိုအပ်တဲ့ adaptation တွေသူ့မှာရှိရဲဆိုတော့ cell တွေတစ်လုံးနဲ့တစ်လုံးဘောနော် cell အမျိုးအစားမတူတာနဲ့အမျှသူတို့ရဲ့ function တွေမတူတယ်လို့အဲ့သူတို့ရဲ့ function အတွက်သူတို့ရဲ့ adaptation တွေကလည်းမတူဘူးဆိုတော့ဒီကိုကခန္ဓာကိုယ်ထဲမှာ red blood cells တွေပို့ပြီးမှလိုနေရဆိုလို့ရှိရင် red blood cells တွေကနေပြီးမှပဲ red blood cells တွေကိုရနိုင်မှာပေါ့နော်အဲ့ကြတော့ဒီ mitosis နဲ့ cell division ဖြစ်တော့မှပဲနောက်ထပ်ထွက်လာတဲ့ cells တွေကကိုလိုအပ်တဲ့ cells တွေဖြစ်မှာမဟုတ်လို့ချင်းဒါ function တွေ structure တွေမတူတော့လို့ရှိရင်ဒါကိုလိုချင်တဲ့ cell မရတော့ဘူးပေါ့နော်အဲ့ကြတော့ဒီ variation မချီဖို့အတွက်ဒီကိုထွက်လာတဲ့ cells တွေကဒီကိုတကယ်လိုအပ်တဲ့ cells တွေနဲ့တူညီဖို့အတွက် genetically identical ဖြစ်ဖို့အတွက်ဆိုလို့ရှိရင် mitosis ကိုလိုအပ်တယ်အဲကြောင့်မလို့ခန္ဓာကိုယ်ကြီးထွားတဲ့အခါမှာဆိုရင်ဒီ mitosis cell division ကိုသုံးတယ်နောက်ထပ်တစ်ခုအနေနဲ့ကြတော့ repair and cell replacement အတွက်ဥပမာအနေနဲ့ဆိုရင်ကဒီလူတစ်ယောက် injury ဖြစ်သွားတဲ့အခါမှာဥပမာပေါ့နော်ကိုယ့်ရဲ့လက်ကိုဓာတ်နဲ့ဖြတ်မိလိုက်တဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီနေရာမှာကဒီဒဏ်ရာရသွားတဲ့အခါမှာဆိုရင်အဲ့ဒီဒဏ်ရာရသွားတဲ့နေရာမှာရှိတဲ့ cells တွေက damage ဖြစ်သွားတယ် damage ဖြစ်သွားတဲ့ကြောင့်မလို့အဲ့ဒီ damage ဖြစ်သွားတဲ့ cells တွေကိုကပြန်ပြီးတော့ replace လုပ်ပေးဖို့အတွက်လိုအပ်တယ်ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင် damage ဖြစ်သွားတာက skin cells တွေပေါ့နော်ဒီ skin မှာရှိနေတဲ့အတွက်ကြောင့်မလို့ skin cells တွေဆိုတော့ကိုကအဲ့အခြေအနေမှာဆိုရင်ကိုတကယ်လိုအပ်နေရက skin cells တွေဖြစ်တယ်ဆိုတော့အဲ့ skin cells တွေရဖို့အတွက်ဆိုလို့ရှိရင်ဒီ damage မဖြစ်သေးတဲ့ skin cells တွေကနေပြီးတော့မှ mitosis cell division နဲ့ထပ်ပြီးတော့ skin cells တွေကိုထုတ်ပေးလိုက်တော့မှအဲ့ကိုလိုနေဆိုအဲ့ injury ဖြစ်သွားတဲ့နေရာမှာဒီ damage ဖြစ်သွားတဲ့ skin cells တွေကပြန်ပြီးတော့ replace လုပ်ပေးနိုင်မှာပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ကျတော့ meiosis ကိုဆိုရင်ก็ဘယ်နေရာမှာလိုအပ်တာလဲပေါ့နော်ဆိုတော့စောအချိန်မှာပြောခဲ့တဲ့အတိုင်း meiosis ကကြသူ့ရဲ့အဓိကဒီ purpose ကကြတော့သူက sex cells တွေကိုထုတ်ပေးဖို့အတွက်ဘာလို့ sex cells တွေကိုဒီထုတ်ပေးဖို့အတွက်လဲဆိုရင်က meiosis နဲ့ cell division ဖြစ်လို့ရှိရင်ထွက်လာတဲ့ cells တွေမှာ variation ရှိရဲဆိုတော့ထွက်လာတဲ့ cells တွေမှာ variation ရှိတော့မှပဲအဲ့ cells တွေနဲ့ fertilization ဖြစ်ပြီးတော့ဒီနောက်ထပ်ထွက်လာတဲ့မျိုးဆက်တွေပေါ့နော်မကလေးဆိုလဲကလေးပေါ့အဲ့ကလေးရာဆိုလို့ရှိရင် variation ရှိနိုင်တယ်ဆိုတော့ species တွေဆိုလို့ရှိရင် variation ရှိနေဖို့အတွက်ကလိုအပ်တယ်ဆိုတော့လူတွေတယောက်နဲ့တယောက်ကလည်းမတူဘူးဆိုတော့လေဆိုတော့အဲ့လိုမျိုး variation ရှိနေဖို့အတွက်ကိုလိုအပ်တဲ့အတွက်ကြောင့်မလို့ meiosis cell division နဲ့တွားတယ်ပြီးရင်ကဒီအချိန်မှရှင်းပြခဲ့တဲ့အတိုင်းပဲဒီ sexual reproduction အတွက် meiosis ကိုအဓိကလိုအပ်တယ်ပေါ့နော်ဆိုတော့ meiosis နဲ့ပြောမယ်ဆိုရင်တော့သူ့ရဲ့အဓိက purpose က variation ရှိဖို့အတွက် sexual reproduction အတွက်သူ့ကိုအဓိကလိုအပ်တာဖြစ်ပါတယ်ဆိုတော့ဒီ cell division နဲ့ပတ်သက်ပြီးတော့ introduction ကတော့ဒီပဲပေါ့နော် part 2မှာဆိုလို့ရှိရင်ကကြတော့ဒီ mitosis meiosis နှစ်ခုကဘယ်လိုမျိုးဖြစ်လဲဆိုတဲ့ process ကိုအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့ thank you so much